ဒီနေ့ကတော့ကြက်သားဘူးဒီချက်ဒီချက်စားပါမယ်ကြက်သားဘူးဒီချက်ဖို့အတွက်ကိုကြက်သားကိုစားစလင်းချိုမုံစနင်းနဲ့နေပြီးတော့နှက်ထားတာပါဒါလေးကတော့ကြက်သွန်ဖြူနီလေးထဲကိုနှွားထားတာဖြစ်ပါတယ်ဒီခုဆိုရင်တော့ချက်ဖို့အတွက်ကြက်သွန်ဖြူနီကိုခက်ကြမ်းကြမ်းလေးပြီးထားပါတယ်ဂျင်းမထည့်ပါဘူးကျမကစားလေးရယ်ဆလွင်းမုတ်လေးရယ်ချိုမုတ်လေးရယ်ငရုတ်သီးစိမ့်မုတ်လေးရယ်ထည့်ပါတယ်ဘူးသီးကိုလည်းအခုလိုမျိုးခက်ကြီးကြီးလေးတုံးထားပါတယ်ဘူးသီးကိုတော့ကြက်သားလုံးပြီးတော့မှဒီကောင်ထည့်ပါမယ်ဘူးသီးကအစိတ်ကလေးတွေဝယ်တာပို့ပြီးတော့နှုတ်ပါတယ်ဘူးသီးအလုံးလိုက်ကလေးတွေကကြတော့အထဲထဲမှာအဆီတွေကရင့်တတ်ပါတယ်ဒီဟာကိုအကုန်လုံးထည့်ပြီးဆိုရင်တော့မီးဖွင့်လိုက်ပါမယ်ကြက်သားထဲမှာဖြစ်ထားတဲ့အတွက်ဆလင်းမထည့်ထားတဲ့အတွက်ကျွန်မစီတက်တဲ့နေရာမှာဆလင်းထည့်ပါတယ်ဒါကတော့မနေ့ကတော့လုံးပြီးနှက်ထားတဲ့ကြက်သားလေးပါထည့်လိုက်ပါမယ်ပြီးတော့ကြက်သွန်လေးမူလာတဲ့အထိလုံးပေးပါမယ်ရှင်ကြက်သားနည်းနည်းခဲနေရပါတယ်ကြက်သားလေးကိုခုလိုမျိုးနူးဤလာတဲ့အထိလုံးပေးပါမယ်ကြက်သွန်လေးတွေဤလာပြီဆိုရင်တော့ရေလေးထည့်ပေးပါမယ်ရေလေးကိုနည်းနည်းပဲထည့်ပါအောင်မယ်ရေလေးနည်းနည်းထည့်ပြီးတော့ပြန်ပြီးစူပွက်လာတဲ့အထိတည်ထားပေးလိုက်ပါမယ်အခုဆိုရင်တော့ရေလေးနည်းနည်းထည့်ထားတဲ့ကြက်သားလေးကပေါက်ပတ်ဆူလာပါပြီကြက်သွန်လေးလည်းကြေသွားပါပြီအဲ့အနေထားမှာခုနစိတ်ထားတဲ့ဘူးသီးလေးတွေကိုထည့်လိုက်ပါမယ်ပြီးတော့နှံ့အောင်ဝေပေးပါမယ်ဒီနေရာမှာငံပြားကြီးကြိုက်တဲ့လူကစားနည်းနည်းထည့်ပြီးတော့ငံပြားကြီးများများထည့်ပြီးတော့ချက်လို့ရပါတယ်ချက်သွန်ကိုစီတက်ပြီးချက်လို့ရတယ်လို့အခုလိုမျိုးအလွယ်တကူလုံးပြီးတော့ချက်လို့လည်းအဆင်ပြေပါတယ်ကဲဒီဘူးသီးလေးထည့်ပြီးရင်တော့အဖုံးလေးပိတ်ပြီးတော့9မိနစ်လောက်ထားလိုက်ပါမယ်9မိနစ်လောက်ပြည့်သွားပြီဆိုရင်တော့ဘူးသီးလေးလည်းနူးဤပြီးတော့ကြက်သားလေးလည်းနူးဤပြီးစားလို့ရပါပြီရှင်ကြည့်ရှုပေးမှုအတွက်ကျေးဇူးတင်ပါတယ်